အဲ့ဒါတော့ဆရာလည်းမကင်နိုင်ဘူးသမီးရေ ဆရာတမီးကိုကူညီပါအောင်ဆရာ ဆရာအာယုံခံကြည့်ပြရစီအောင်သမီးကဇော်တော်မွိုင်းမှာလှုပ်တာမလားဟုတ်တယ်မလား ဟုတ်ပါတယ်ဆရာကဘယ်လိုသိတာလဲ နေုံမပြီးသေးဘူးသမီးတို့ဆိုင်ရဲ့ဆောင်ဘုတ်ကဝန်ဆောင်မှုကပထမရောင်းရဖို့ကဒုတိယဟုတ်တယ်မလား ဟေးမှန်လိုက်တာဆရာရဲ့ မမလေးသမီးရဲ့ဒါနဲ့သမီးနာမည်လေးပြောပါဦး တမီးနာမည်ခိုင်ပါရှင်းဆရာ ခိုင်မောဆိုတော့တနင်္လာသမီးပဲဖြစ်ရမယ်ဟုတ်တယ်မလား ဟုတ်ပါဘူးဆရာတမီးကြားရပါသေးပါဆရာ တည့်ဆရာသမီးကိုစိတ်ဆန်းကြည့်လိုက်တာပါကဲဟုတ်ပြီဒါဆို line ကိစ္စလေးပြောပါဦး ဒီလိုပါဆရာတမီးအလုံးလုံးကြီးရဲ့စောစောမိုဘိုင်းကတပတ်ရိတ်ကောအစ်စ်ပါကင်ရောကိုမှဖုန်း tablet laptop အစုံရောက်ပါတယ်ဆရာရဲ့တာဝန်ယူမှုတာဝန်ခံမှုအဖြစ်ရှိတော့ customer တွေလည်းအများကြီးလာအားပေးကြတာပေါ့ဆရာရဲ့ ဟုတ်ပြီ ပြီးတော့စောစောမိုဘိုင်းကမြန်မာနိုင်ငံမှာဆိုရင်တော့စိုင်ဖွင့်တာ10နှစ်ကျော်ဘန်ကောက်မှာဆိုရင်တော့2နှစ်ကျော်ရှိပြီဆရာရဲ့ အဲ့တော့ဘာဖြစ်လဲလူရင်းကိုပြော လိုရင်းကိုပြောရမယ်ဆိုရင်တော့တမိကောင်လေးကတမိကိုထားတော့လို့ပါဆရာရဲ့ ဘာလို့ထားသွားရလဲသူက သူနဲ့တွေ့တိုင်းတမိကစောစောမိုဘိုင်းအကြောင်းပဲအမြဲပြောနေလို့တဲ့ဆရာရဲ့ အဲ့တော့ဆရာလည်းမကင်နိုင်ဘူးသမီးရေသမီးကြော်ညာအကောင်းလို့ဆရာလည်းအခုပဲဇော်တော်ဝိုင်းမှာဖုံးတော့ကိုလိုက်တော့မယ်သွားပြီသမီးရေ